ဒီကားလေးရဗျနှုတ်လို့မရလို့ရောက်လာတာဗျအုံနာကပြောတယ်ရက်ထိုင်နေနှုတ်လို့မရတာလက်ခါတိုင်းတုံးနေတဲ့ကားလေးပေါ့ဗျဝါယာဒိန်းနေရောအကုန်လုံးစစ်ဆေးပြီးသွားပြီဗျနော်ဆယ်ကမီးမရောက်လို့လေတစ်ချက်ရောက်တယ်တစ်ချက်မရောက်ဘူးပေါ့ဗျာပညာလေးတစ်ခုရလိုက်တာတော့ပိုက်တိုင်မင်းနေရပါဗျတိုင်မင်းကလည်းအမှတ်သားမပန့်မှာကြတော့တိုင်မင်းပါတယ်တိုင်မင်းပါတော့လိုက်စားတာပေါ့ဗျာလုံးဝမတွေ့ဘူးဗျပန့်မှာတိုင်မင်းပါတယ်ကင်းမဆက်ဆောင်းမှာကြတော့တိုင်မင်းမှာကမပါဘူးဗျပန့်တိုင်မင်းလေးကအဒီမဲ့အမြောင်းလေးနဲ့ပါဗျတိုက်ပြဖုံးလေးလည်းဖွင့်လိုက်တာပေါ့ဗျာကင်းမဆက်တဲ့ဖြုတ်ပြီးတော့တိုင်မင်းလိုက်စားတာမတွေ့ဘူးဒီကားကတိုင်မင်းမလို့ဒီကားကပန့်တိုင်မင်းလုံးဝမပါဘူးဗျဒီတိုင်းတိုင်းဖြုတ်ပြီးရင်ကောက်တက်လိုက်ရုံပဲဗျတိုင်မင်းပန့်တိုင်မင်းမလို့ဘူးဗျဝါဆော့ဆရာတွေကိုမျက်စိလဲအောင်လို့ပန့်မှာတိုင်မင်းပါတယ်လို့လုပ်ပေးထားတာဒီကြောင်းလေးနဲ့လေအပြသွားတာလက်တွေ့တော့တိုင်မင်းမပါပါဘူးဗျာပညာရသွားတယ်ဗျကျွန်တော်ဒီကားပေါ့ဗျာဒီကားတွေ့ကြုံလေးပေါ့နော်ဒီမဲ့နေဆန်ဒီကောင်လေးကဘလို့လဲဆိုတော့ကျွန်တော်တို့လုံးဝအထိကားကနိုးတာနော်ဆဲမှာဒီနော်ဆဲမှာစီမလာဘူးဒီနော်ဆဲမှာစီမလာဘူးအဲ့ဒီပဲကျွန်တော်တို့ဘောက်တွေလည်းစီပြီးပြီဘောက်ကနေပြီးတော့မပူဘူးဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီပဲဘောက်ကိုလဲဆန်းကြည့်ပြီးဘောက်ကတည်းဘောက်ကိုလဲဆန်းတာလည်းမရအောင်နောက်ပတ်ဆုံးကြမှာပန့်ကပူတဲ့ချိန်ပို့လိုက်မပို့လိုက်တစ်ချက်ပို့လိုက်မပို့လိုက်အဲ့ဒီလိုမျိုးဖြစ်တယ်ပန့်ပလက်စာအားနေတာပေါ့အရာအားနေတာဒီကောင်တွေလည်းကုန်လုံးလှုပ်ပြီးပြီအဲ့ကားလေးဒီကားလေးပေါ့ဗျာတွေ့ကြုံလေးရတော့ဘလို့တွေ့ကြုံရလဲဆိုတော့ကျွန်တော်တို့ပန့်တိုင်မင်းကိုဖြုတ်လိုက်တာပန့်နောက်မယ်လုံးဝတိုင်မင်းဖြုတ်လိုက်တယ်ထူးဆန်းတာကရှေ့မှာကတိုင်မင်းချိန်နေဟာတိုင်မင်းပါတယ်နောက်မှာကတိုင်မင်းပါတော့ကမဆက်ကနေပြီးတော့ကမချက်နဲ့ပန့်တိုင်မင်းနဲ့တွားတာဒါပေမဲ့ထူးဆန်းတာဘာလဲဆိုရင်တော့တီဗီစာဆရာတွေဆိုတော့တည်တယ်လို့ပေါ့နော်မတည်တဲ့လူတွေကိုပြောပြတာပါလေလုံးဝပန့်တိုင်မင်းမပါဘူးကီးလေးပိုင်းကောက်တက်လိုက်ရပြီလုံးဝတိုင်မင်းမှာတိုင်မင်းချိန်ရမှာမပါဘူးကောက်တက်တိုင်မင်းကိုပန့်ကိုလုံးလိုက်ကောက်ဖြုတ်ပြီးရင်ကောက်တက်လိုက်ရပြီဒါနီဆန်ပေါ့နီဆန်ကားတော့ခမကုန်းလုံးဖြုတ်ထားတာဗျ